ငါဖဲကိုဒီပုံစံအတိုင်းနဲ့ချက်ကြည့်ကွာစားမကောင်းဘူးဆိုရင်ကြိုက်တာပြောငါဖဲလေးတွေကိုချင်းတစ်တုံမျိုးအရင်ညစ်ထည့်မယ်စားနဲ့ဟင်းခမုံလေးထည့်ပြီးတော့တိချာနဲ့တိချာနနာလေးပေါက်ရမယ်နော်ငါဖဲကိုတိချာနနာပေါက်မှစားကောင်းတာပါရှင်ပြီးရင်ရေစွတ်ပြီးတော့လက်ကလေးကိုရေစွတ်ပြီးတော့အလုံးလေးလုံထားမယ်အချိန်မရနဲ့ခရမ်းကျင်လေးဒီမနေနိုင်တော့ဘူးရှင်နှစ်ပိုင်းပိုင်းပြီးတော့ပဲခုလိုမျိုးပဲအိုးရထည့်ကြော်လိုက်ပါတော့တယ်ပေါ်ကနေစားလေးဖြိုးပြီးအဖုံးလေးအုပ်ထားရလို့ရှင်သူကလည်းသူကြေသွားပေါ့နော်အရင်ကြီးခြေစရာတော့မလိုပါဘူးရှင်ပြီးကြလို့ရှိရင်ခုနကဂျင်းကျက်တွေထောင်းထားလေးထည့်ပါမယ်ငါဖဲလုံထားတာလေးတွေထည့်လိုက်ပါမယ်ရှင်ပြီးတော့ရေနွေးလေးနဲ့ထည့်ထားပါတယ်အရတာအတွက်ပဲငမြိုင်လေးနဲ့ထည့်ပါမယ်ရှင်ကျမအစကျက်သွန်နေမထည့်ခဲ့ဘူးเนาะအခုမှကျက်သွန်နေကြော်ပြီးသားလေးကိုအပေါ်ကနေအုပ်တာပါရှင်ကဲအခုဆိုရင်အရန်ကိုစားကောင်းမွေးပြန်းနူးညံ့အိဆက်နေတဲ့ကျမရဲ့ငဖယ်ချက်လေးရတာပေါ့ကြီးမွေးရွားအောင်လို့နန်းနန်းပင်လေးအုပ်ပါမယ်ရှင်အခုလိုမျိုးလေးချက်စားကြည့်နော်အရန်ကိုစားကောင်းနေရှင်ကျမအနစ်ချက်3 5ကျော်ခရမ်းကြီးကျက်သွန်နေနဲ့မချက်ခဲ့ဘူးအပေါ်ကနေမှကျက်သွန်နေကြော်ပြီးသားလေးကိုအုပ်လိုက်တာပါကဲအခုဆိုရင်ရန်စားကောင်းနေကျမရဲ့ငဖယ်ချက်လေးရတော့ပါပြီရှင်ဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်